မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ Odoo ရဲ့ action process တွေနဲ့ constraint တွေအကြောင်းရှင်းပြပေးသွားမှာပါပထမဆုံး action တွေအကြောင်းကိုပြောဖို့ဆိုရင် sequence ဆောက်တဲ့ပုံစံနဲ့စပြီးရှင်းပြပေးသွားမယ်ဒီမှာ booking system တစ်ခုမှာဆိုရင်ရှေ့ရကဆောက်ခဲ့ဒီ booking system မှာဆိုရင်လက်ရှိက name ရှိအဲ့ name ကိုမှပါထားခြင်းလဲဆိုရင် sequence ထားခြင်းဒီ name မဟုတ်ဘဲနဲ့နောက်ထပ် sequence ထပ်ပြီး action နဲ့ sequence ကိုမှT001 T002 sequence ဆောက်ရှင်ဒီ sequence ကိုmanual ထဲမှာမဟုတ်ဘဲနဲ့သူ့လို system တက်ရှင်တယ်အဲ့လိုရှင်နေမျိုးဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ပထမဆုံး sequence data ထဲမှာ sequence file တစ်ခုဆောက်ပေးရမယ်အဲ့တော့အရင်ဆုံး data ဆိုတဲ့ folder တစ်ခုဆောက်လိုက်မယ် data folder ဆောက်ပြီးတော့အမှာ file တစ်ခုထပ်ပြီးတော့ XML file ထပ်ဆောက်ပေးရမယ်sequence.xml ဆိုပြီးတော့ sequence data တစ်ခုဆောက်လိုက်တယ် sequence data တစ်ခုဆောက်ပြီးရင်1000.xml version and code ထည့်ပြီးတော့နောက်ထပ်တစ်ခုက Odoo ဆိုပြီးတော့ Odoo tab ထဲမှာ record ဆောက် record မှာ id ကကိုထားမဲ့ sequence မှာနော်ကိုယ့်ရဲ့ sequence နဲ့ sequence booking id ဆိုပြီးတော့နာမည်လေးပေးလိုက်မယ်ပြီးတော့ model ဆိုပြီးတော့ model ကပါလဲဆိုရင် ir.sequence model ir.sequence ဆိုပြီးတော့ပေးမယ်ပြီးရင်သူကဒါကဘာလုပ်တာလဲဆိုရင် record အသေးဆောက်တာ record အသေးဆောက်တာဘယ်လိုမျိုးလဲဆိုရင်ဒီမှာရှိတဲ့ setting ထဲမှာရှိတဲ့ technical အောက်မှာရှိတဲ့ ir sequence ဆိုတဲ့ဒီdatabase structure ဒီမှာ sequence identifier တွေက sequence ထဲမှာရှိတဲ့ဒီ sequence record တစ်ခုဆောက်တာ record တစ်ခုအသေးဆောက်တာကို module ကိုတင်လိုက်တာနဲ့ဒီမှာ record တစ်ခုအလိုလိုဝင်သွားအောင်ဆောက်တာအဲ့လိုအခြေအနေမျိုးဆိုရင် model မှာ ir sequence ဒါမှမဟုတ်ရင်အခြား model လည်းထားလို့ရတယ်လောဆယ်က sequence ဆောက်တဲ့ပုံစံပြီးနောက်ထပ် record တစ်ခုထပ်ပြီးဆောက်ပြပေးမယ်ဒါကလည်းရှိရ sequence ဆောက်တော့ဗောနော် sequence ဆောက်မယ်id ကိုပို့ကြိုက်တာပေးမယ်ပြီးရင်ဗာပေးမလဲဆိုရင် fee name sequence ဆောက်ဖို့ဆိုရင်ဒါ sequence ဆောက်တဲ့ပုံစံနဲ့အကုန်လုံးကတူတူပဲပေါ့နော် sequence ဆောက်တော့မယ်ဆိုရင်ဒီပုံစံပဲတောင်းရတယ် fee name ကိုဆောက်မဲ့ sequence name ကို booking system ပြီးရင်နောက်တစ်ခုက sequence fee name ပါရှိရမယ်ဆိုရင် code ရှိရ code ကဒီဘက်ကနေပြီးရင် model ကနေပြန်ခေါ်မဲ့ code ဖြစ်တဲ့အတွက်တစ်ခုပေးရမှာနော် booking.sd booking system ဆိုပြီးတစ်ခုပေးထားလိုက်မယ်ပြီးရင်နောက်တစ်ခုကဘာရှိရမလဲဆိုရင် prefix ဒါဖြတ်လိုက်မယ်နောက်တစ်ခုက prefix ကဘာလဲဆိုရင်prefix ကဘယ်လိုမျိုးလဲဆိုရင်အကယ်လို့ T001 ဒီလိုရှင်းနေမျိုးဆိုရင်ပထမဆုံး001ဆိုတဲ့ဒီ integer နံပါတ်ကသူက count တက်သွားမယ်00123အဲ့ချိန်မှာအရှိမကိုထားထားတဲ့ T စသဖြင့်သူတို့ရဲ့နံပါတ်တွေအကုန်လုံးက prefix လို့ခေါ်တယ် S ဆိုတဲ့စလုံးတွေအကုန်လုံးက prefix အဲ့တော့အခုက booking system ဆိုတော့ PS ဆိုပြီးတော့ထည့်လိုက်မယ်ပြီးရင်နောက်ထပ်တစ်ခုကဗာထည့်ပေးရမလဲဆိုရင် padding ကဘာလဲဆိုရင်ကိုက PS ဆိုတဲ့ဟာလေးကိုဒီ PS ဆိုတဲ့ဟာ1 2 3 4လုံး padding ထားမှာလားဒါမှမဟုတ်ရင်6လုံး padding ထားမှာလားအစရှိသဖြင့်ကိုကဒီနံပါတ်ကိုဘယ်လောက်ထားမလဲဆိုပြီးတော့အရေးအတွက်ကိုခေါ်တာအဲ့ဒီအတွက်က padding ကိုအခုလောဆယ်က9လုံးပေးလိုက်9လုံးမှထားလိုက်မယ်ပြီးရင် number increment number increment ကဟိုက1ဆွမ်းနာထားလိုက်တဲ့ PS 0001ဆိုတဲ့ဟာကို001တက်မယ်ပြီးနောက်တစ်ခုက002တက်မယ်ဆိုပြီးတက်တာမျိုးအကယ်လို့ number increment 2တာဆိုရင်001တက်မယ်003တက်မယ်005တက်မယ်ဆိုပြီးတူသွားပါတော့ number increment ထားတာသူဘယ်လောက်တက်မယ်ဆိုပြီးထားတာအဲဆိုရင်အခုတိုးလိုက်တဲ့ sequence လေးကို manifest file မှာ data ထဲမှာထည့်ပေးရမယ် sequence မဟုတ် data ထဲမှာ data ရဲ့ကနာမည်က
sequence sequence တော့ XML okay ဒီ file နဲ့တိုးပြီးသွားပြီ manifest ထဲမှာလည်းထည့်ပြီးသွားပြီဆိုတော့နောက်တစ်ခုကသူ့ဘယ်မှာသွားထည့်ရမလဲဆိုရင်ဒီ model ကို sequence တက်ဖို့အတွက်ပြန်ခေါ်ပေးရမယ်ဟောဘယ်မှာထည့်ချင်တာလဲဆိုတော့ booking system တွေကိုထည့်ချင်တာ booking system ထဲမှာ sequence ဆိုတဲ့ character feed တိုးလိုက်မယ်ဒီအောက်ဆုံးမှာပဲတိုးလိုက်ပါမယ် sc sequence ဆိုပြီး character feed တိုးမယ် feed.character to sequence ဆိုပြီး sequence တိုးလိုက်ပြီး sequence တိုးပြီးပြီဆိုတော့သူ့ကိုထည့်မယ်သူ့ကိုထည့်မှာဘယ်လိုထည့်မှာလဲဆိုတော့ဒီကပြန်ပြီးပြရမယ်ဒီ booking ထဲမှာbooking ထဲမှာ create လိုက်တဲ့အချိန်မှာဒီ sequence တက်လာကြတာအဲ့အတွက်ကြောင့်ဒီ sequence create လိုက်တဲ့အချိန်မှာတိုက်မြတက်ဖို့အတွက်ဘယ် method ကိုခေါ်ပြရမလဲဆိုရင် api.create api.model တဲ့က create မှာ self ရှိရယ် bals ဒီ method ကဘယ်ရလာလဲဆိုရင်ဒီ booking system auto မှာတခုရှိတာအခုလိုမျိုး app name ဆိုပြီးတော့ module တစ်ခု create လိုက်ပြီဆိုတာ ਨੇ သူတို့မှာ default built-in method တွေအကုန်လုံးဝင်သွားတယ်ဘယ်လို method တွေလဲဆိုရင် create method နောက်တစ်ခုကဘယ်လိုမျိုးတွေလဲဆိုရင် df write method ဆိုပြီးတော့ဝင်သွားတယ်အဲ့ပြင်အခြား function တွေလည်းအများကြီးပေါ့နော်သူ default built-in ဝင်သွားတဲ့ function တွေရှိတယ်အခုက create method ကိုပဲထည့်ရမယ် create method မှာနောက်တစ်ခုတတိထားပြရမှာဘာလဲဆိုရင်ခုက auto ရဲ့ default built-in စောက်လိုက်တဲ့ method ကိုခေါ်ပြတောင်းတာအဲ့ခါကျတော့ဒီ method ကို inherit ယူပြရမယ်သူ inherit ဘယ်လိုခေါ်ပြရမလဲဆိုရင် super နဲ့ခေါ်ရမယ်အဲ့အတွက်ကြောင့် res super ဆိုပြီးတော့ဒီကဘာလဲဆိုရင်ဒီ class name comma acl self ဆိုပြီးထည့်မယ်ပြီးရင် dot function ရဲ့ name create ပြီးသူ့ရဲ့ variable ဘယ်နှလုံးရှိလဲဒီမှာ acl self ဆိုတဲ့ဟာကိုသူက variable အနေနဲ့သူက parameter အနေနဲ့သူကထည့်တော့ထည့်ပေမဲ့ဒီတိုင်းပြန်ခေါ်တဲ့အခါကျရင်အဲ့ဟာကိုပြန်ပြီးတော့မထည့်ပေးရအောင်အမြဲတမ်းဒီနောက်ကဟာကိုပဲထည့်ပေးရမယ်Okay self ကထည့်ကြမလို့ပေါ့နော်အဲ့ခါကျအောင်သူ့ရဲ့ဟာပဲပြန်ပြီးထည့်ပေးမယ်ဒီလိုဆိုရင်တော့ဒါသူအရှိမ auto default ပေးရင်အလုပ်လုပ်တဲ့ဟာတွေအကုန်လုံးလုပ်ပြီဒီကလို့က super မခွန်မီဘူးဆိုရင်တော့ဟို default ပေးရင်အလုပ်လုပ်မဲ့ဟာတွေပါဆိုဘာမှအလုပ်မလုပ်တော့ဘဲနဲ့ကိုဟာကြီးပဲအလုပ်လုပ်နေလိမ့်မယ်ပေါ့နော်အဲ့လိုမျိုးကြတိတ်ပြီးတော့အဆင်မပြေဘူးဘာလို့ဆိုရင် default ပေးရင်စောက်ထားတဲ့ process တွေပါအလုပ်မလုပ်ရင်ဒါကြီးကကိုဟာကြီးအဲ့ဒါတက်ကုန်လိမ့်မယ်အဲ့ခါကျအောင်ဒီ super copy ရ super copy ရင်ဒါကိုပြီးရင် return ပြန်မယ်return ပြန်တဲ့အခါမှာတိုးပဲပြန်ပေးရမယ်ဟုတ်ပြီဒီချိန်မှာဒီ super correct နေရာ super correct နေရာကိုဘယ်လိုမျိုးမှတ်ထားမလဲဆိုရင်သူက default built-in ဒီ method ကပါပြီးသားအဲ့ခါကျတော့သူ့ရှေ့မှာရှိရဲ့ auto ရဲ့ process တွေအကုန်လုံးအရင်လုပ်စီခြင်းရင်ဒီဟာကိုအရှိဆုံးမှာခေါ်လိုက်ဒါမှမဟုတ်ရင်ကိုထဲမဲ့ဟာကိုအရင်လုပ်ပြီးတော့မှဒီအရှိမှာ create တဲ့ဟာတွေအကုန်လုံးစိတ်ကျင်တော့သူ့ကိုနောက်ဆုံးမှာ return ဒီဟာကိုပဲတန်းပြီးတော့ပြန်ပေးလိုက်ပါတော့ဒီ control super ဆိုပြီးတော့တန်းပြန်ပေးလိုက်ရင်တော့ရတယ်ပေါ့နော်ကဒါကိုပဲအရှိမှာအလုပ်လုပ်မလဲဆိုတာထားမဲ့ပေါ်မူတည်ပြီးတော့ထားပေးရမယ်အဲ့တော့ကတော့ကိုနောက်ပိုင်းကျမှကိုတကယ် process တွေရေးတဲ့ခါကျကိုယ့်ရဲ့ function ကိုဘယ်နားမှာထားခြင်းလဲဆိုပြီးတော့ယူဆပြီးတော့ကျမှကိုဒီ super correct နေအောင်ချိန်ကြည့်လို့ရတယ်ပေါ့နော်အခုကတော့ sequence လေးထည့်မယ် sequence ထည့်ဖို့ဆိုရင်အရင်ဆုံးဒါကိုပဲခေါ်လိုက်မယ်ပြီးရင် create method ဒီအောင် create လိုက်တဲ့အချိန်မှာသူတို့ရဲ့တန်ဖိုးတွေအကုန်လုံးဘယ်ထဲမှာပါလာမလဲဆိုရင် VLS ဆိုတဲ့အထဲမှာပါလာမယ်ဒါဆိုရင် if ရှိလားဆွမ်းတော့တိုးလိုက်တဲ့ sequence နော်ဒီ sequence ဆိုတဲ့တန်ဖိုးက VLS ထဲမှာရှိလားဆိုပြီးထားမယ် okay ဒါဆိုရင် sequence စောက်တဲ့ဟာကိုမရေးခင်မှာအရင်ဆုံး trace လိုက်တဲ့နည်းကိုတင်မယ် trace လိုက်တာဘယ်လိုလိုက်ရမလဲဆိုရင် pdb ဆိုတဲ့ဟာနဲ့တင်မယ် import pdb ဆိုတဲ့ဟာကို import ထောက်ပြီးရင် pdb.setTrace ဆိုပြီးတော့ထည့်လိုက်ပြီဆိုရင်ဒါဆိုရင်သူ့ရဲ့ဟာကဝင်လာလိမ့်မယ်ပြီးရင်ရှက်ပြပေးမယ်ဒီ pdb.setTrace ဆိုတဲ့ဟာကိုဒီနေရာမှာ create method ထည့်တာမကဘဲနဲ့ဒီ on chain မဲ့တုံးတော့ compute ပဲတုံးတော့ဘယ်နေရာပဲတုံးလို့ပေါ့နော် function တွေကြိုက်တဲ့နေရာတွေမှာဒီကောင်ခေါ်ပြီးတော့စမ်းကြည့်လို့ရတယ်
တူလုံးလုံးတဲ့ပုံတစ်ချက်ပြမယ် value တွေကဘယ်လိုမျိုး data တွေနဲ့ပါလဲဆိုပြီးတစ်ချက်တိုင်းမယ်ပေါ့နော်အဲ့ခါကျတော့ create method ကိုဒီတိုင်းလေးပဲထည့်လိုက်မယ်ပြီးရင် sequence ဆိုတဲ့ဟာကို view မှာတွားတူမယ်နေ client id ရဲ့အပေါ်မှာ sequence ဆိုပြီးတော့ထည့်လိုက်မယ်ပြီးရင်နောက်တစ်ခုသတိထားပြရမှာဘာလဲဆိုရင်ဒီ sequence ကို system က auto create မှာဖြစ်တဲ့အတွက် read only ထားစေတယ်အကယ်လို့က read only မထားဘူးဆိုရင်ပေါ့နော်သူက001 002တော့တက်နေပါရဲ့ဒါပေမဲ့ user သွားပြီးပြင်လိုက်တယ်003ဆိုအဲ့ဆိုရင်တော့ကို sequence ပြောတော့ဖြစ်မှာပေါ့နော်ဒါက read only ထားခြင်းလိုက်ရအချို့ကကြတော့ပြန်တော့ပြင်ခြင်းနဲ့ sequence လည်း auto touch နဲ့ဆိုတဲ့အခါမျိုးဆိုရင်တော့ read only ထားပေးတယ်မလို့ပေါ့နော်ဒါသူတို့ရဲ့အခြေအနေပေါ်တော့မူတည်ရဲ့okay ကိုတော့ read only ပဲထားလိုက်မယ်ထားပြီးတော့ဒီ module array ပြန်တင်ရမယ်ဆိုရင် array တင်မယ်ဒါလေးကို array ပြန်တင်လိုက်မယ်ပြီး okay ပြီးသွားပြီဆိုတော့ဒါပြန်ပြီးစမ်းကြည့်မယ် booking system စပြီး create မယ် testing တခုရွေးဆေးလိုက်ပြီးokay sequence အခုကတက်မလားဖြစ်နေcreate method တခုဖြစ်သွားပြီsequence ဆိုတဲ့တမို့ပါမလားလို့ okay ဒါပြင်ထုတ်လိုက်မယ်သူက sequence ဆိုတဲ့တမို့ပါလာမှဆက်သူက trace လိုက်မယ်ဆိုပြီးတော့ပုံစံမျိုးဖြစ်နေရဆိုတော့အရင်ဆုံး create ပြရတဲ့ဒါကိုအရင်ထည့်ကြည့်လိုက်မယ်that's ဟုတ်ပြီဒီလိုဆိုရင်တော့ဒီမှာဒါ process ကရက်သွားပြီ loading ကျနေဒီလို loading ကျနေပြီးတော့အခု loading ကျနေတဲ့ဟာကို Python ရဲ့ console မှာတွားကြည့်ပြီးဆိုရင်အခုလိုမျိုးမြင်နေလိမ့်မယ်အဲ့လိုရှိရင်ဆိုရင် save ဆိုပြီးထုတ်ကြည့်လိုက်ဒါဆိုရင်သူ့ရဲ့ record ပါလာလိမ့်မယ်အခုက create ခါစားဆိုတော့ဒီ record ကမ create ရသေးဘူးအဲ့ဒီအတွက်ကြောင့်သူ data ဘာမှပါမလာဘူး booking.system ဆိုတဲ့ model name နဲ့ blind ပါလာလိမ့်မယ်အဲ့ဆိုရင်ဒီ VLS ထဲမှာပါလဲဆိုရင်okay ဆောင်းအောင်ကထည့်လိုက်တဲ့ client ID တွေဝင်လာတယ်သူတို့ပါလာတဲ့ data တွေသူကဒီမှာပြပေးရပါတော့ array ပုံစံလေးနဲ့ပြပေးတယ်ဒီချိန်မှာသူက pdb.set3 ကတတိထားမှာပါလဲဆိုရင်သူ့ရဲ့အပေါ်မှာရှိတဲ့တန်ဖိုးတွေကိုပဲထည့်ပေးမယ်ဘယ်လိုမျိုးလဲဆိုရင်အသေးစိတ်ကိုသူ့အပေါ်မှာသူကဒီမှာဆိုရင် IS ဆိုတဲ့တန်ဖိုးဒီ super copy တော့ဒီ super copy ရဲ့သူ့တန်ဖိုးတွေထည့်လိုက်တယ်ဒီလိုဆိုရင် IS နဲ့ပတ်သက်တဲ့ data ရမယ်သူ့အောက်မှာရှိတဲ့တန်ဖိုးကိုထည့်လိုက်ပြီဆိုရင်တော့သူကမသိတော့အဲ့လိုမျိုးရှိရဲဘယ်လိုမျိုးလဲဆိုအသေးစိတ်တစ်ချက်ပြရမယ်နော်ဒီမှာဆိုရင် sequence အကယ်လို့ value ထဲမှာဒါ sequence ဆိုတဲ့တန်ဖိုးပါလာလားokay ပါလာလားဆိုတော့အခုပါမှာမဟုတ်ဘူးဆိုတော့အဲ့ဆိုရင် sequence ဆိုတဲ့တန်ဖိုးထည့်မယ် RAS ဆိုတဲ့ဟာ sequence ဆိုတဲ့ value တွေကိုဒီမှာဆိုရင် save.env ဒါ IR sequence ဆိုပြီးတော့ဒါ sequence ဆောက်တဲ့ပုံစံပါနော် save.env IR sequence ဆိုပြီးတော့ .niche by ကိုဆိုပြီးစောနောက်အောင်ဒီ sequence မှာစောက်ခဲ့တဲ့ booking.system ကိုထည့်လိုက်ဒါလေးကတော့ sequence ဆောက်တဲ့ပုံစံအဲ့လိုဆိုရင်ဒါ sequence ဆောက်ပြီးတဲ့တန်ဖိုးတစ်ခုသူ့လိုတက်သွားလိုက်မယ် okay အဲ့ဆိုရင်ဒီမှာတိတာအောင်လို့ pdb.settrace ကိုဒီနားမှာထည့်မယ်ပြီးရင် variable တစ်ခုနဲ့သတ်မှတ်ပြီးပြမယ် value 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 ဆိုပြီးPython နေမှာတခုရှိတာဗာလဲဆိုရင်သူတို့ကဒီ value တွေဒါ variable ကျင်ညာတာပေါ့နော် variable တန်ဖိုးတွေကျင်ညာတဲ့အခါမျိုးမှာvar တို့ string တို့အဲ့လိုမျိုးဘာမှခေါ်စရာမလိုဘူးပေါ့နော် that value တစ်ခုပဲထည့်လိုက်ကိုထားခြင်းနဲ့ keyword တစ်ခုထည့်လိုက်ပြီးရင်ကိုထည့်ခြင်းနဲ့ string ထည့်မလား1 2 3 set တမ်းမြေတိုက်ရိုက်ထည့်လိုက်လို့ရတယ်ဒီမှာတစ်ခုအားသာချက်ရှိရဲအဲဆိုရင်ဒီနားမှာ value a ဆိုပြီးထည့်မယ်ပြီးရင် set trace ကအောက်မှာ value b ဆိုပြီးထည့်လိုက်မယ် okay ဒါဆိုရင်ဒါလေးကို refresh လုပ်ပြီးပြန်ပြီး run ကြည့်မယ်ဆွမ်းလာအောင်က trace လိုက်တဲ့ဟာကိုရက်ပြီးတော့တန်ပြန်ပြီး refresh လုပ်လိုက်တဲ့အချိန်မှာဒီအချိန်မှာတစ်ခါကြီးကြာရင်
ကိုဟာ error ပုံစံမျိုးပြလာလိမ့်မယ်နော်တကယ်က error ဖြစ်တာမဟုတ် trace လိုက်တဲ့ဟာရက်လိုက်တဲ့အချိန်မှာသူက connection gap ဖြစ်သွားတာပေါ့နော်okay ဒါဆိုရင် test a ဆိုပြီး demo ထည့်လိုက်မယ် demo ထည့်ပြီး save လိုက်ပြီ save လိုက်တဲ့အချိန်မှာဒီမှာဆိုရင် value fee ဆိုတာသူက search trade ကအောက်ကတန်ဖိုးနဲ့သူကပထမဆုံးသူဘယ်နားမှာရောက်နေပြီဆိုပြီးပြတာဒါပေမဲ့သူက search trace က value p ရဲ့အပေါ်မှာရှိရတဲ့အတွက်ဒီ b ကိုမတည်သေးဘူးတိတာချင်းဒီ value ကိုထုတ်ပြီးပြလိုက်မယ် value okay ဒီမှာဆိုရင် value ရဲ့တန်ဖိုး a ပဲရှိသေးတယ်ဟုတ်ပြီအဲ့မှာသူကဒီ search trace ကထောက်တာဒီနားပဲရှိသေးတယ်ဒီနားပဲရှိနေတဲ့အတွက်ကိုအောက်ကိုဆင်းပြီးထပ်ပြီးထောက်ရှင်တယ်အောက်က b တန်ဖိုးထိထောက်ရှင်တယ်ဆိုရင်ဘာနဲ့ဆင်းလို့ရလဲဆိုရင် n ဆိုတဲ့တန်ဖိုးနဲ့ဆင်းလို့ရမယ် okay n ဆိုတဲ့တန်ဖိုးဆင်းလိုက်ပြီဆိုရင်သူက is ကအပေါ်ရောက်နေပြီဆိုပြီးဒီမှာပြတယ်အခါကျတော့သူ့ရဲ့ value ကိုပြန်ပြီးထုတ်ကြည့်မယ်ဒီလိုချင်းမှာဆိုရင်သူက value b ဆိုပြီးဖြစ်သွားတယ် okay အဲ့ဒါကဒါ trace လိုက်တဲ့နီလန်ပေါ့နော်ဒီနီလန်ကိုသုံးပြီးတော့အခြား function တွေမှာ error တက်လာတဲ့အခါမျိုးကြရင်ဒါကိုသုံးပြီး trace လိုက်ရမှာပေါ့နော်ဟုတ်ပြီဒါ trace လိုက်တာဆွမ်းအောင်က sequence ဆောက်တဲ့ပုံစံလေးရတော့ဆွမ်းအောင်က iron sequence နဲ့ဆောက်လိုက်ပြီ okay ဒါဆိုရင်ဒီတန်မိုးလေးကဘာရလာပြီလဲတစ်ချက်စစ်ကြည့်မယ် okay ဒါဆိုရင် trace လိုက်တာရလိုက်ပြီသူတန်းပြီးပြန်ပြီးထုံမယ်trace မလိုက်တော့ပုံမှန်တိုင်းပဲ sequence ဆောက်တော့မယ်ဆွမ်းအတိုင်းကိုဆောက်ခဲ့တဲ့တန်မိုး customer ကြီးထည့်မယ်ပြီးရင် save လိုက်မယ်ဒီမှာဆိုရင် b002 ဆိုပြီးတက်သွားတယ်ပထမတစ်ခုက001ဖြစ်လို့002ဆိုပြီးတက်သွားတာအကယ်လို့ကိုနောက်တစ်ခုထပ်ဆောက်မယ်ဆိုရင်003ဆိုပြီးတော့သူ auto တက်သွားတာအကယ်လို့ကို change လုပ်ရှင်လည်းလုပ်ပါနော်အဲ့မှာမှကိုကဒီမှာထားလိုက်တဲ့ဒီ sequence နံပါတ်လေးကိုဘာထားကြလဲဆိုရင်လုံးဝမထက်ရှင်ကွာဒီ sequence 1 2 3ဘာဆိုဘာမှမထက်ရှင်သူတန်မိုးတွေဒါမထက်ရှင်အဲ့လိုမျိုးအခြေအနေတွေထားကြတယ်ဆိုရင်ဘယ်လိုထားမလဲဆိုတော့ constraint စစ်ပေးရမယ် constraint ဆိုတာဆွမ်းနာလို့ sequence တစ်ခုထပ်ပို့ပြီးမရှိအောင်ပေါ့နော်အဲ့လိုအခြေအနေထားဖို့တော့ sequence စစ်တာ constraint စစ်တာပေါ့သူ့ကို constraint စစ်တဲ့နေရာမှာနှစ်မျိုးရှိတယ်ပထမတစ်ခုကဘာလဲဆိုရင် str constraint နောက်တစ်ခုကဘာလဲဆိုရင်ဒီ add မှာ add api.constraint နောက်ခုရှိဒါကတော့ဒီ add api.constraint ဆိုပြီးပုံမှန် on chain နဲ့ computer လိုမျိုး function လေးခေါ်ပြီးရေးတာ str constraint ကတော့ဒီ str constraint ဆိုပြီးတော့သူ့ကိုထည့်လိုက်ပြီဆိုရင်ဒီမှာဆိုရင် sequence ဆိုပြီး comma သူ့ကိုဘယ်ဟာကို unique ဖြစ်စေချင်တာလဲ unique ဆိုပြီးတော့ကို unique ထားမဲ့နေရပါတော့sorry ဒီကောင်ကဒီထဲမှာရှိရမယ် unification ကဘယ် variable name လဲဆိုရင် sequence ဒါဆိုရင်ဒါ free name တိုက်ရိုက်ဖြစ်ရမယ်သူစစ်မဲ့ sequence ပြီးတော့ comma ဆိုပြီးတော့ပြီးရင် format test name ကဘာလဲဆိုရင် sequence must be unique okay ဒါဆိုရင်ဒါကိုယ့်ရဲ့ format test နဲ့အလိုက်ပြမယ်နေပါနော်အဲဆိုဒါလေးပြန်ပြီး run ကြည့်လိုက်မယ်အဲ့ဆိုရင်တရား sum ဖို့တော့ဆောနာ real ထားတာကိုဖြုတ်မှဖြစ်မယ်ဘာလို့ဆိုရင်ဒီတိုင်းသူ့အတိုင်းဆိုရင်တော့ real ကsequence ကမထပ်ဘူးဆိုတော့အဲ့ဒါကြောင့်ဒီ real ထားတာကိုပြန်ပြီးဖြုတ်လိုက်မှာနော်ဖြုတ်ပြီးတော့ဒီကောင် refresh ပေးလိုက်မယ် refresh ပေးပြီးဆောနာအောင်ဆောက်ခဲ့တယ်ဒါမရှိဘူးဆောနာဆောက်ခဲ့တဲ့ ps002 ဒါကို copy ကိုနောက်တစ်ခုထပ်ဆောက်ကြည့်အေးအမှဒါ sequence increase လောက်ထားဆိုတော့ဆောက်ပြီးသားဟာမှာပြန်တော့ထည့်မယ်ဒီ004ရှိပြီးသား002တက်မယ်okay module upgrade ပြန်တင်ရမှာထင်တယ် sorry ဆိုရင်ဒီအကုန်ဖြတ်လိုက်မယ် sequence ပြန်ပြီးရေးမယ် module ပြန်တင်အောင်မယ် sorry module က booking system ဒါ SQL constraint မှာအားနည်းချက်တစ်ခုတော့ရှိတယ်အဲ့ဒါကပြီးမှပဲတစ်ချက်ပြောလိုက်မယ် testing ဆိုပြီး sequence တိုးမယ် sequence တိုးလာတဲ့ဟာကိုထား sequence တိုးမယ်နောက်တစ်ခုထပ်ဆောင်မယ်ဒီကောင် file ဆိုပြီးပြင်လိုက်မယ်okay ဒီမှာဆိုရင်ဒီ operation cannot be complete sequence must be unique ဆိုပြီးတော့ပြတယ် validation error ဆိုဒါကထပ်လို့မရဘူးပေါ့နော်ဒီ sequence ထပ်မရအောင်ဒါကိုပေးမစေဘူးလုံးဝပေးမစေဘူးသူတန်ဖိုးsequence ကိုထပ်မသွားအောင်ပေါ့ထပ်မသွားအောင်သူ constraint စစ်ပေးထားတာအဲ့ဒါ extra constraint
ဒီ SQL constraint ကအားနည်းချက်တစ်ခုရှိတယ်သူကဘာလဲဆိုရင်အခုလောဆယ်ကသူ data မှာ5က6ကနှစ်ခုလုံးကထက်နေရမရှိဘူးပေါ့နော်အဲ့လိုအခြေအနေတွေမှာကိုက constraint ဆက်တာအကယ်လို့ဒါ system ထဲမှာဒီ5သူထက်နေတဲ့ data တွေပေါ့ sequence နှစ်ခုထက်နေတဲ့ data တွေရှိနေပြီဒါအဲ့ record တွေစောက်ပြီးသားအခြေအနေမှာကိုက sequence စစ်မဲ့ဟာကိုပြန်ပြီးတော့ထည့်လိုက်မယ်ဆိုရင်အဲ့လိုအခြေအနေမှာဆိုရင်သူကအလုံးမလို့တော့အဲ့လိုမျိုးရှိတဲ့အတွက်ကြောင့်အဲ့လိုမျိုးဆွမ်းနာလို့ system ထဲမှာ data တွေရှိပြီးသားအဲ့ data တွေဖျက်ချလို့မရဘူးထပ်နေတဲ့ data တွေရှိနေပြီးသားကို sequence ထပ်ပြီးတော့စစ်ချင်တဲ့အခြေအနေမျိုးဆိုရင်ဘယ်လိုမျိုးတောင်းရလဲဆိုတော့ဥပမာဒီမှာဆိုရင်ပြမယ်ကွာဒါဆိုရင် name ကို DEST test ဆိုပြီးပေးမယ်ဒီဘက်က name ကိုလည်းDEST test ဆိုပြီးပေးလိုက်မယ် okay ဒါလို့ဆိုရင်ဒါထပ်နေတဲ့နှစ်ခုရှိပြီးသားရှိနေတဲ့ဟာမှာကွာဒီမှာ sequence ကတစ်ခုတော့ပို့ပြီးဆောက်လို့ရတယ်အဲ့လိုမျိုးဆိုရင် comma ခမ်းမြန်နောက်ကြောင်းထပ်ထည့်လိုက် name ဒါဆိုရင် unique name name must be unique ဆိုပြီးတော့ module ပြန်တင်လိုက်မယ် client booking system နဲ့ upgrade ပြန်တင်မယ်ပြန်တင်ပြီးတော့ခုနကပြန်တော့ဆန့်ကြည့်မယ် okay မ test ဆိုတဲ့ဟာထည့်ပြီးတော့အဲ့မှာ DST test ဆိုပြီးတော့ထပ်ထည့်မယ် okay ဒါဆိုရင်ရနေသူ့ရဲ့ sequence ကဘလို့မှအလုံးမလို့တော့ဆွမ်းနာ SQL constraint ထဲမှာထည့်လည်းလုံးမလို့တော့ဘာလို့ဆိုသူ့ record ထဲမှာထပ်နေတဲ့ဟာရှိပြီးသားဒါလို့အချင်းလေးဆိုရင်ကိုကဘာတုံးလို့ရလဲဆိုရင် add API constraint sorry add API constraint ဒါဆိုရင်ဆွမ်းနာက SQL constraint အလုံးမလို့တော့ဟုတ်ပြီသူ့ဖြတ်လိုက်ပြီ add API constraint ဆိုပြီးတော့ဆက်မယ် okay okay ဒီလိုရှင်းနေမှာဆိုရင် definition checking နာမည်တစ်ခုပေးမယ် function name တစ်ခုပေးမယ် checking name ဆိုပြီးတော့ for recm self self ကနေတိုက်ရိုက်ခေါ်လိုက်ရဒါပေမဲ့အဲ့လို constraint တွေset တဲ့အခါမျိုးဆိုရင် constraint လို့ခေါ်လိုက်ပြီဆိုတာ ਨੇ သူကဒီ list view ထဲမှာရှင်းမြန် record တွေအားလုံးလှုပ်တာဖြစ်တဲ့အတွက် self ဆိုတာကသူ record တစ်ခုချင်းစီကိုရည်ညွှန်းတယ်အဲ့အတွက်ကြောင့်သူကအဲ့ဒါတက်လိုက်မှာပေါ့နော်အဲ့အတွက်ကြိုးပြီးတော့ cover မိအောင်ရေးတဲ့အနေနဲ့သူ self ကို loop ပတ်လိုက်တာပေါ့နော် list ထဲမှာ set တွေခုတည်းပါလာပြီဆိုတဲ့အတွက်ကြောင့်ဟုတ်ဒီချိန်မှာဆိုရင် ic.name ကဒါ ic.name ကိုနှစ်မျိုးပြလိုက်နှစ်မျိုးပြလိုက်မှာပထမတစ်ခုကဘာကိုပြမလဲဆို ic.name ကို a ဆိုတဲ့တန်ဖိုးစောက်ခွင့်မပေးပါဘူး if ic.name က a ဆိုတဲ့တန်ဖိုးတာဖြစ်မယ်ဆိုရင် user အလက်ပြမယ်ဒါတစ်ခုပြလိုက်မယ် constraint စစ်မပြခင်ဒါရင်ပြလိုက်မယ်အဲ့မှာတော့ကဘာနဲ့ပြမလဲဆိုရင် user အလက်နဲ့ပြမယ်Okay, user alert. User alert. Raise user error. So we dot this no AAA. They might be like the name. Okay. Okay ဒီလိုပေးပြီးတော့အေးဆိုတော့ no a ဆိုပြီးပေးလိုက်မယ်အဲ့ချိန်မှာဒီမှာကdelete ဆောနာကအဒီဟာဘယ်လိုဖြစ်လို့ပါသွားလဲမသိဘူးပုံမှန် set တွေထဲမှာ DR တွေရှိနေမှာမဟုတ်ဘူး DR ဒီ data တွေရှိနေမှာမဟုတ်ဘူးအခုကဘယ်ကနေဘယ်လိုပါသွားလဲမသိဘူးဒီမှာ import လို့တင်ဖြစ်နေမှန်ဆိုရင်ပုံမှန်ဆိုရင်ဒီလိုဖြစ်လိမ့်မယ်ဆောနာလို့ကိုက raise user error ဆိုရင်raise user error လေးအနည်းနဲ့ပြနေတယ်ဘာလို့ဆိုတော့ user error ဒီတိုင်းတုံးလို့မရအောင်ဆိုတော့သူ့ကို import ထောက်ပေးရမယ်ဘယ်မှာလဲဆိုရင်ဒီမှာPython တွေကတော့ default กว่าသူ့ဒီ import ထောက်လိုက်ပြီဆိုရင်ရတယ်ဒါပေမဲ့အကယ်လို့ Python မဟုတ်ဘူးအခြား
code editor တွေတုံးတယ်ဆိုရင်တော့ကိုက manual ရေးပြရမှာပေါ့နော်သူကဘယ်ဟာရေးပြရမလဲဆိုရင် from auto.expression တွေက import user error ဆိုပြီးတော့ဒီကောင်လေးကိုအပေါ်ဆုံးမှာတင်ပေးရမယ်သူတင်ပြီးပြီဆိုမှဒါတည်း user error ဆိုပြီးဆက်မယ် okay name ကဒါ a နဲ့ညီ user error တက်မယ်ဟုတ်ပြီအဲဆိုရင်constraint ဆိုဒီတိုင်းထည့်လို့ရမှာမလဲ1 2 3 6 yeah module everything အောင်မှာဆိုင်အဲဆိုရင် booking okay booking ရပြီ a ဟုတ်ဒါမတက်လာပါတခုခုမှနေတယ် add APN တော့ sorry add APN တော့ constraint ဆိုရင်ဒီတိုင်းထားလို့မရဘူးမေးလို့add APN တော့ constraint ကိုဒီမှာထည့်ပေးရမယ် name ကိုဒီမှာ IC တော့ name ကိုမထည့်စေချင်တာဖြစ်တဲ့အတွက်သူ့ constraint ခေါ်ပေးရမယ် on chain နေလိုမျိုးပဲ on chain နေ compute လိုမျိုးပဲသူ့ constraint ခေါ်ပေးရမယ်ပြီးကမှဒါကိုပြန်ပြီးတော့ create မယ် okay no a လောက်ခွင့်မပေးဘူးတဲ့အဲ့ဒါကတစ်ခုနောက်တစ်ခုကဘာ section လဲဆိုရင် constraint section ဒီ unique ဖြစ်စေချင်တာဒီ SQL constraint လိုမျိုး unique ဖြစ်စေချင်တာဆိုရင် self dot self အဲ့ဆိုပါလဲဆိုရင် self dot ခဏထားပါတော့ဒီမှာဆိုရင်ဘာ booking line နဲ့မှာဘာချပေးရမလဲဆိုရင် self.env ဆိုပြီးတော့ self.env ဆိုဒီထဲမှာ model name ကဒီ model ရဲ့ name ဖြစ်မယ်ဒီ model name ထဲမှာကိုရှာမယ် model name ထဲမှာရှာမယ် .sarch name ကဒီ model name မှာရှိတဲ့ဒီ name ဆိုတာဆိုတာတရားမရသေးဘူးဒီမှာဒါလေးရှိရမယ်ဒီ queen ထဲမှာနောက်ထပ် queen ထည့်ရမယ် queen ထည့်ပြီးကမှဒီဟာလေးထည့်ပြီးတော့ name ဆိုတာကဒီ field name ဒီ field name ဒီ name ကိုတိုက်ရိုက်ခေါ်တာသူ့မှာရှိတဲ့ field name ကိုခေါ်လို့ရမယ် comma equal ညီရမယ်သူကဒါဘာနဲ့ညီနေလဲ ic.name နဲ့ဒါညီနေပြီဆိုရင်သူကဒီ data ကိုယူမယ်ပေါ့နော်သူတို့ name တူတဲ့ဟာတွေရွေးယူမယ်အဲ့ဒါဆိုရင်ဒီ booking system model ထဲမှာရှိတဲ့ set ရှာခြင်းနဲ့ကိုက name တူတဲ့ကောင်ရှာခြင်းနဲ့ဆိုတော့ခုလိုပုံစံနဲ့ရေးမယ်ရေးပြီးရင် if booking နာရှိမယ်ဆိုရင် user လက်ပြမယ်ဆောနာလိုမျိုး self.env နဲ့ရှာလိုက်ပြီဆိုရင်ဒီ data ကဒီ model ပုံစံနဲ့ဝင်လာလိမ့်မယ်ဘယ်လိုပုံစံဝင်လာမှာလဲဆိုရင်တစ်ချက်ပြရမယ်နော် logic ကဒါလေးပြအောင်ရေးလိုက်မယ် user error not allow မထားပါတော့ not allow မပေးလိုက်မယ် okay ဒီကဝင်တဲ့ပုံစံတစ်ချက်ပြမယ် ptp.selftrace okay ဒီကောင်လေးကို refresh လုပ်ပြီးတော့တခုထည့်ကြည့်လိုက်မယ်ဆိုရင်ဒီမှာဆိုရင်သူဘယ်လိုပုံစံနဲ့ဝင်လာမလဲဆိုရင် booking ဒါအခုက booking system booking သူနဲ့တူတဲ့ data ဝင်လာတယ်ဆိုရင်အဲ့လိုမျိုးခုလိုမျိုးဝင်လာတဲ့အခါမျိုးဒီ self.env နဲ့ set လောက်ထားတဲ့ data တွေမှာဆိုရင်သူ့ booking ထဲမှာရှိတဲ့ ID ဒီ ID ထဲမှာရှိတဲ့အခုလိုမျိုး name sequence မှန်တယ်အကုန်ခေါ်သွင်းလို့ရတယ်ဒါက constraint စစ်တာပေါ့နော် sorry no sorry booking.name သူ့ name ကဒီမှာဆိုရင်ဒါသူ့ရဲ့ name နောက်တစ်ခုက booking. sequence ဒါပေမဲ့တတိထားမိလားအခုပါလာတဲ့ data အခြား record တခုမဟုတ်ဘဲနဲ့ဆွမ်းနာအခု create လိုက်တဲ့ record ကြီးပါလာနေတာအဲ့ခါကျတော့နောက်တစ်ခုကသူ့ဒီလို sequence ကိုပါထပ်ပြီးတော့စစ်ပြရမလဲဆိုရင်ဘာလို့ဆိုဒီ name တူတဲ့ဟာမရှိရအောင်ဆိုပေမဲ့ဒီ name တူတဲ့ဟာသူကိုယ်တိုင်လည်းမဖြစ်အောင်သူကိုယ်တိုင်ဆိုရင်တော့သူနဲ့တူတော့ပဲဟုတ်တော့အဲ့ခါကျဘာလို့ဆိုသူ့ရဲ့ model ပဲဖြစ်နေတဲ့အတွက်ကြောင့်ဒီကိုယ်တိုင်ရဲ့ model ပဲဖြစ်နေတဲ့အတွက်ကြောင့်ကို record ပါကိုပြန်ပြီးဆက်လိုက်လို့ဖြစ်သွားတာအဲ့ခါကျတော့ id က not equal သူကဒီမှာဆိုရင်သုံးလို့ရတာပါရှိလဲဆို equal သုံးလို့ရတယ် not equal သုံးလို့ရတယ် greater than ရှိမယ် less than ရှိမယ် greater than equal less than equal ဆိုပြရှိမယ် not equal ကတော့မညီတာပေါ့နော်
မညီတဲ့ကောင်ဘာနဲ့မညီရလဲဆိုရင် iec.id ကိုရိုင်းရဲ့ id မဖြစ်အောင်အဲ့ဆိုရင်သူ့ id ကိုယူမယ် okay ဒါဆိုရင်ဒါကသူ့ရဲ့ကောင်ရှိမှာမဟုတ်ဆိုပြန်ပြီးစေးလိုက်မယ်စေးလိုက်ပြီဆိုရင်ဆောင်းတော့ကိုသူ့ရဲ့ record 60ဒါပေမဲ့အခြားဒီမှာဆိုရင်ထုတ်ကြည့်လိုက်ပြီဆိုရင်73နဲ့14ဒါကဘာလို့ဆိုလိုရလဲဆိုရင်ဒီ booking system view ထဲမှာရှိတဲ့ဒီ record နှစ်ခုကိုဆိုလိုတာ73နဲ့14 data တွေရှိတယ်ပြန်ထုတ်ကြည့်မယ်ပြီးတော့ KING booking က73နဲ့14ဆိုပြီး record နှစ်ခုရှိမယ်အဲ့ဆိုရင်သူတို့ record တာရှိမယ်ဆိုရင် user error ပြမယ်ပေါ့နော်ဆောင်းတော့ set trace ဒီ trace လိုက်ထားတဲ့ဟာကိုကိုကဒါကြီးကိုမဖြတ်ရှင်ဘူးဒီ refer လိုက်ပြန်မလို့ရှင်ဒီလက်ရှိ run နေနဲ့ပဲထွက်ချင်တဲ့အခြေအနေမျိုးဆိုရင်ဘာနဲ့ထွက်မလဲဆိုတော့ C ဆိုပြီးတော့ enter ခေါ်လိုက်အဲ့ဆိုရင်တော့ထွက်သွားပြီဒါဆိုရင်သူ့တိုင်း process set လုပ်ပြီးတော့ဒီမှာ alert ပြပြီ not allow ဆိုတဲ့ alert ပြပြီအောက်ဆင်းခြင်း and ထွက်ချင်တော့ C ပေါ့နော်အဲ့နဲ့တော့ရတယ်ဟုတ်ပြီဒါကတော့ API.constraint ဆိုတဲ့ဟာကိုသုံးပြီးတော့စစ်တာအပေါ်က SQL constraint ဆိုပြီးတော့စစ်တာသူတို့နှစ်ခုလုံးမှာအတကြအားနဲ့ကြတော့ရှိတယ်ဘာလို့ဆို SQL constraint ကတော့မြန်တယ်process ကြာတာလေးတာမျိုးမရှိဘူးညှိတာမျိုးမရှိဘူးဒါပေမဲ့ constraint ကတော့အကယ်လို့ဒါဒီ function တွေထဲမှာရေးတဲ့ပုံစံလွဲပြီးဆိုရင် error တွေရှိမယ်ပြီးရင်သူကနည်းနည်းတော့ list to the list မှာရှိသမျှအကုန်လုံးသူလိုက်ပြီးတော့trace လိုက်နေဖြစ်လို့ပေါ့နော်ဒီရှင်းမြအလုံး trace လိုက်ရတာဖြစ်လို့သူက error ရှိတယ် SQL constraint ကပို့ပြီးတော့မြန်ပြီးတော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့ record ရှိနေပြီးသား data တွေဆိုရင်တော့မသက်တာရဲ့ဆုံး constraint မှာတုံးရတာပေါ့နော်ပုံမှန်ဆိုရင်တော့ဒီ SQL constraint ကိုပဲတုံးပါသူ့ကိုပဲ recommend ပေးသူကပို့ပြီးတော့မြန်တယ်အခြားပိုင်းသူ့ကိုတုံးလို့မရတဲ့အခြေအနေမျိုးမှာဒါဒီ constraint method ခေါ်ပြီးတော့တုံးပါနော်အဲ့ဒါကဒါ constraint တုံးတဲ့ပုံစံပြီးရင် sequence လည်းရပြီဆိုတော့နောက်တစ်ခုကဒါပြပေးရမလဲဆိုရင် record အသေးစောက်တာပြပေးမယ်ဒီမှာဆိုရင် client data ဆိုတဲ့ဟာရှိတယ် client data ဆိုတဲ့ဒီ model တွေကိုကဒီမှာ create နဲ့မလုပ်ရှင်ကွာ create မလုပ်ရှင် module ကို create လိုက်တာနဲ့ဒီမှာ record တစ်ခုတန်းပြီးတော့ဝင်နေခြင်းတယ် client A client B client D တစ်ခုဝင်နေတာပေါ့နော်အဲ့လိုအခြေအနေဆိုရင်ဘာရစောက်လို့ရလဲဆိုရင်ဆွမ်းအောင်ကဒီ IR sequence ပုံစံမျိုးစောက်လို့ရတယ်ဒါဆိုရင်ဒီ IR sequence ဆိုတဲ့ပုံစံမျိုးဆောက်လို့ရတယ်ဒါကိုဘယ်လိုမျိုးလဲဆိုရင် view XML file တစ်ခုထပ်ပြီးထည့်လိုက်မယ်record.xml မှာကိုကထည့်မယ်ဒီပုံစံဒါဘက် copy ကူးလိုက်မယ်ကူးပြီး paste ချလိုက်မယ်မြန်အောင်လို့ပါတက်ID ကပါမယ်ဆို client D data ဆိုပြီးတော့ model ကဒီမှာဆွမ်းတော့ IR sequence ဆိုမှာအခု model ကဘာဖြစ်ရမှာလဲဆိုရင်ဒီ client data ဆိုတဲ့ model မှာစောက်ရှင်တာအဲ့ခါကျသူ့ရဲ့ model နဲ့က client info data အဲ့ဆိုရင်ဒီ model လေးကို copy ကူးပြီးတော့ထည့်မယ် client info data name ကို prefix တွေမရှိတော့ဘာလို့ဆိုရင်သူ့မှာကသူ့မှာရှိတဲ့ field name တွေကိုပဲထည့်ပေးရမှာသူ့မှာရှိတဲ့ field name တွေဘာရှိမလဲဆို name ရှိမယ် phone number ရှိမယ် email ရှိမယ် okay ဆိုရင် name ကဘာဖြစ်မလဲ client ဒီပြီးရင် phone number ရှိမယ် phone number ဒီ name ကဘာဖြစ်ရမလဲဒီက field name ပဲဖြစ်ရမယ်သူရဲ့ field name only ပဲဖြစ်ရမယ်အခြားဟာတွေရှောက်ပြီးတော့ထည့်လို့မရဘူးเนาะဒီ client ဒီတိုင်းမှာရှိရ phone number name ပဲဖြစ်ရမယ် phone ဟုတ်ပြီ phone နောက်တစ်ခုကဘာရှိလဲဆိုရင် email အဲ့မှာတစ်ခုရှိရအကဲလို့က record အသေးစောက်တဲ့အခါမျိုးမှာphone number က +95666 email ကs@gmail.com ဒီမှာ record အသေးစောက်တဲ့အချိန်မှာတတိထားမှာဘာလဲဆိုရင် require ဆိုတဲ့ data တွေ require ဖြစ်တဲ့ data တွေကိုအကယ်လို့ဒါဒီ record ဆောက်တဲ့အချိန်မှာပါမလာဘူးဆိုရင် error ရှိနိုင်တယ်ပေါ့နော်အဲဒါကြောင့်အကယ်လို့ကိုကဒီလိုမျိုး record အသေးဆောက်တဲ့အခါမျိုးဆိုရင်တတိထားပြရမှာဘာလဲဆို require ဖြစ်တဲ့ data တွေတော့တတိထားပေးပါအဲဆိုရင်ကျွန်တော်ကဒီ record တစ်ခုဆောက်လိုက်ပြီးဆောက်လိုက်တဲ့ဟာကို manifest ကနေပြန်ပြီးခေါ်မယ် data ထဲမှာရှိရ record.xml data refresh ပေးလိုက်ပြီးတော့ module upgrade ပြန်တင်မယ် booking okay ဒါကို upgrade ပြန်လိုက်ပြီ
ဖိတ်တင်လိုက်ပြီဆိုရင်တော့ဟုတ်ပြီဒီလိုဆိုရင်တော့ booking နဲ့ကိုတော့ကြည့်မယ် booking နဲ့တော့ booking နဲ့မှာ client ဆိုတော့ဒီ client နဲ့တော့ကျွန်တော်ဒီမှာဆွမ်းအောင်ကိုစောက်ခဲ့တဲ့ data ဝင်လာပြီအဲ့ဒါ record အတည်ဆောက်တဲ့ပုံစံrecord တည်ဆောက်ပြီးတော့နောက်တစ်ခုဒီနောက်ထပ်ပြပေးရမလဲဆိုတော့ဒီ state တွေရှင်းပြပေးမယ်ဒီမှာကို state တွေထပ်ထည့်မယ်ဟောဒီကောင်ကို state ထည့်မယ် draft state လား confirm state လား cancel လုံးမှာလားအဲ့မှာ pattern တွေလည်းထည့်မယ်ပေါ့နော် pattern ထည့်တဲ့ပုံစံတွေပြမယ်ကဘယ်လိုလုပ်ရမလဲဆိုရင်ဒါတွေကုန်ပေးလိုက်တော့မယ်ရှုံနေလို့အဲ့ရကိုပြဖို့ဆိုရင်ဒီ booking system နဲ့မှာ selection fee တစ်ခုတိုးမယ် state ဆိုတဲ့ feeling တစ်ခုပြီးမယ်ပြီးတော့ fee.selection ဆိုပြီးထားလိုက်ပြီးfee.selection ဆိုပြီးရင်နောက်တစ်ခုကဒါလေးနဲ့ဒီကောင်နဲ့မှဒါရှိမယ်နောက်ပထမတစ်ခုကသူ့ကိုဒါရှင်းအောင်အနာခောက်ပြလိုက်မလားokay ဒါနဲ့ပြလိုက်ပါမယ်ပထမဆုံး selection ဆိုပြီးတော့ဒါထည့်မယ်ပြီးရင်ဒီကောင်လေးထဲမှာဒီကောင်လေးကဘာလဲဆိုရင်သူက selection data တွေထည့်ဖို့ selection data ကိုဘယ်လိုထည့်ရမလဲဆိုရင်အခုလိုမျိုးထည့်ရမယ်အချိန်မှာပထမတစ်ခုကဘာလဲဆိုသူ့ရဲ့ name သူ့ကိုခေါ်မယ် name ဒီဒါကိုအထက်ကနေပြန်ခေါ်တဲ့အချိန်မျိုးမှာပေါ်မယ် name နောက်ထပ်တစ်ခုကဒါဘာဖြစ်ရမလဲဆိုရင် user မြင်ရမယ် name okay ဒါ selection ဖြစ်တဲ့အတွက်တစ်ခုတော့ပို့ပြီးတော့ထည့်လို့ရမယ် comma ခံနောက်တစ်ခုထပ်ထည့်မယ်နောက်တစ်ခုဘာလဲဆိုရင် confirm ဒါဆိုရင် Python ဘက်ကနေပြီးပြန်ခေါ်တဲ့အချိန်တိုင်းမှာဒီအရှိရ data ကိုပဲပါလာမှဖြစ်လို့အဲ့ဒါတစ်ခုတော့သတိထားမယ်ပြီးရင်နောက်တစ်ခုကပါထည့်မှလဲဆိုရင် cancel okay ဒါဆိုရင်ဒါလေးရှင်းအောင်ပြမယ်ဘာလို့လဲဆိုဒီကောင်ဒါမျိုးလေးတစ်ခုချင်းစီပေါ့နော်ဒါဆို stock ခဲ့တယ်ဆောင်းလာ stock ခဲ့တယ် cancel okay ဒါ selection data ထည့်တာselection data ထည့်ပြီးရင်သူ့ရဲ့ string ပေးမယ် string က state ရပြီ string state ထည့်ပြီးရင်နောက်တစ်ခုကဘာထည့်လဲဆို default value ကဒီ state တွေမှာမဟုတ်ဘူးဒီ client ID ပဲဖြစ်ဖြစ် email တွေပဲဖြစ်ဖြစ် default တန်ဖိုးထည့်ရ default တန်ဖိုးကဘာလဲဆိုရင်အကယ်လို့ဒီကောင်စပြီး create လိုက်ပြီဆိုတာနဲ့ဒီ sequence auto ဝင်နေတာ test ဆိုပြီး auto ပေါ်နေရဆိုတဲ့အခြေအနေမျိုးပေါ့နော်ဆက်ပြီး create လိုက်ပြီဆိုတာနဲ့တန်းပြီးဝင်တဲ့အခြေအနေမျိုးကိုခေါ်တာ default တန်ဖိုးပါဆိုပြီးထားမယ် draft အခုကတော့ဒါထည့်မယ် draft အဲ့ချိန်မှာဒီမှာနောက်ကနေခေါ်သူ့ data ပြန်ပြီးတော့ဒီ state ကိုနောက်ကနေခေါ်မှဖြစ်ဖြစ်database ထဲမှာခေါ်မှဖြစ်ဖြစ်သူ့ကိုပဲရှင်းဖြစ်ဖြစ်ပြန်ခေါ်တဲ့အချိန်တိုင်းဒီအရှိမရှိတဲ့ draft တို့ confirm တို့ပဲပြမယ်ဒီနောက်ကကျတော့ string name နဲ့တွားပြီးတူတယ်ပေါ့နော် user အမြင်နဲ့ view ပေါ့အဲ့ဒါပဲပြတာဟုတ်ပြီဒါဆိုရင် state ထည့်ပြီးသွားဆိုရင်သူ့ကို view မှာတွားထည့်မယ် view မှာဘယ်လိုမျိုးထည့်မှာလဲဆိုတော့okay ဒီထဲမှာ found string ဒီ found string ထဲမှာရှိရဲ့အပြင်မှာတစ်ခုထပ်ပြီးဆောင်ဘာလဲဆိုရင် header ဒါကသူက auto မှာ default ပေးနေပါပြီးသားလေဆိုတော့ okay header ဆောင်မယ်ဒီ header ဆိုပြီးခေါ်လိုက်ပြီဆိုတော့ auto ရဲ့ header လောက်တဲ့ပုံစံ CSS design တွေရော Bootstrap design အကုန်လုံးတန်းပြီးတော့ရပြီပေါ့နော်အဲ့တော့ auto က default ပေးနေပါပြီးသားလေဆိုတော့okay ဒီ header ထဲမှာfee name ဆိုပြီးထည့်မယ်ဆောနာဆောက်ခဲ့တဲ့ state ကိုသူ့ဘာထည့်မှာလဲဆိုတော့ state design လေးနဲ့အရှုံးလေးနဲ့ထားမယ်သူအဲ့ခါကျတော့ widget အမယ်ပါ status bar okay ဒါဆိုရင် state in ထည့်ပြီးတော့ module ပြန်တင်မယ်ဒီနှစ်ခုနှိပ်ရမယ်ဘာလို့ဆို feed ထည့်လိုက်တာဆိုတော့ဒါနှိပ်ပြီးတော့ module လေးပြန်တင်မယ်okay module တင်သွားပြီဆိုတော့ဒီ booking နဲ့ကိုပြန်သွားမယ်booking နဲ့ကိုပြန်သွားပြီးကြည့်လိုက်မယ်ဆိုရင်okay ဒီမှာ header ဆိုတာဒီ body ဒီအခုမြင်နေရတဲ့ form view ရဲ့အပြင်ဒီ net bar ရဲ့ခြားရဲ့
နေရာပေါ့နော် header ဆိုပြီးတွေ့လိမ့်မယ်အမှဆိုရင် draft လာ confirm cancel ဆိုပြီးပေါ်နေပြီပေါ်နေတဲ့အချိန်မှာဒီ header ထဲမှာပါထဲမှာလဲဆို button လေးထည့်တဲ့မှာ button ထည့်ဖို့ဆိုရင် header ထဲမှာ button ထည့်မယ် button ထည့်ဖို့ဆိုတော့ butt button ဆိုပြီးခေါ်လိုက်မယ်အဲ့မှာမှ Oduma ကဘာလုပ်လဲဆိုရင် button တိုင်းမှာ name ရှိရမယ်ဘာလို့ဆိုရင်ပြီးရင်သူ့ရဲ့ဒီ button ရဲ့ action သူတို့ရဲ့အလုပ်လုပ်ပုံတွေအကုန်လုံးဒီ name ရပဲတိုက်ရိုက်ပြန်ပြီးခေါ်မှာနော် action တွေကဒီကနေပဲလာမယ် action confirm ဆိုပြီး name တစ်ခုထည့်လိုက်တယ်ပြီးရင်ဒီ button ရဲ့ name string ထည့်မယ် string ကဘာလဲဆိုရင် confirm ဆိုပြီးသူ့ရဲ့ type က object ဖြစ်မယ် type မှာ object ရဲ့ action နှစ်ခုရရှိရယ်ဟိုက type object ထည့်ရမယ်ပေါ့ဆိုပြန်ခေါ်မှာဆိုတော့ပြီးရင် class ကကြတော့ button auto default ပေးရင်ပါတယ် class တွေတစ်ချက်ပြမယ်button အဲ့စမ်းထားမယ်ဒီမှာဆိုရင်သူတို့ရဲ့ class တွေက OE highlight တွေတုံးလို့လည်းရတယ်ပြီးရင်နောက်တော့ button design တွေရှိပါတယ်ပြီးအောင်button class တာ highlight တွေရှိမယ်ဒီကချာတူ bootstrap design တွေပေါ့ button ဒီ bootstrap ကိုကြိုက်တာတွေအဲ့လိုOE step button အဲ့လိုအပြာအဲ့လိုကြိုက်တဲ့ design တွေပေါ့နော်ကိုလိုချင်တဲ့ဟာကိုခေါ်ပြီးတွန်းလို့ရတယ်အဲ့လို test bootstrap ထဲမှာရှိရဟာတွေပေါ့ပဲအဓိက bootstrap မှာရှိတဲ့ design တွေတိုက်ရိုက်ပြန်ပြီးခေါ်တာပေါ့နော် info ရှိမယ် danger ရှိမယ် running ရှိမယ်ဒါသူက bootstrap class က bootstrap class တွေပဲခေါ်ပြီးတော့တုံးလိုက်တာပါပဲbootstrap class မှာရှိရဟာတွေအကုန်တုံးလို့ရတယ်အဲ့ခါကျပြီးရင်ဒါထည့်ပြီးတော့ပြီးရင်ပြန်ပြီးပိတ်ပြီးရင်refresh တင်လိုက်မယ်ပြီးရင်ဒီ button ထည့်လိုက်ပြီဖြစ်တဲ့အတွက် button မှာ name တစ်ခုထားတယ်ဒီ name ကဘာမှရှိရမလဲဆိုရင်Python file ထဲမှာပြန်ပြီးတော့ထည့်ပေးရမယ်ဘယ်လိုထည့်ရမလဲဆိုတော့ဒီမှာ Python file နဲ့ကိုတွားပြီးရင်ဆုံးတော့စောက်ခဲ့တဲ့ဟာတွေအောက်ဆုံးတွားမယ်မှာဆိုရင် def ဆိုတော့ button မှာထည့်လိုက်တဲ့ name ပြီးရင်သူတို့မှာ self ဆိုတဲ့ parameter အမြဲတမ်းရှိရမယ်။ဒါလို့ဆိုရင် Odoo ကသူဆောက်လိုက်ပြီဆိုတာနဲ့သူတို့ function တိုင်းမှာ self ဆိုတဲ့ parameter ထည့်ပေးရမယ်။ပြီးရင် ic.state ကဘာထည့်မှာလဲဆိုရင်ic ပဲဟုတ်မှာ self.state သူရဲ့ state ကို button ထည့်မှာလဲဆိုရင်ကျွန်တော် confirm ထည့်လိုက်မယ်။အဲ့လိုဒီ button ထည့်လိုက်ပြီဆိုရင်သူ့ရဲ့ state ကို confirm အနေနဲ့ပြောင်းလိုက်မယ်။ပြီးတော့ refresh လုပ်ပြီးတော့ပြန်ပြီးတော့ run ကြည့်မယ်။အဲ့ဒီမှာဆို confirm button လေးပေါ်လာပြီ။ဒီ confirm ကိုနှိပ်လိုက်ပြီဆိုရင် okay state က confirm ဖြစ်သွားပြီ။အဲ့ state က confirm ဖြစ်တဲ့အချိန်မှာဒီ button ပျောက်ရတော့မှာ။ဘာလို့ဆိုရင်ဒါကြီးရဲ့နှိပ်တိုင်း confirm ရောက်နေမှာဒီ button ကြီးအလကားကြီးပေါ်နေတာလေ။state က confirm ဖြစ်သွားပြီဆိုရင် cancel button ကြီးပေါ်ရတော့မယ်။ဒါပေမဲ့ confirm ကြီးပဲပေါ်နေသေးတယ်။အဲ့လိုအချိန်ဆိုရင်ဘယ်လိုလုပ်ရမလဲဆိုတော့ဖြောက်ဒါကိုဘယ်လိုဖြောက်မှာလဲဆိုတော့ attribute နဲ့ဖြောက်မယ် attribute နဲ့ဖြောက်တာကအဲ့နေရာမှာဘာကွာလဲဆိုရင် version အခြား version တွေနဲ့18တွေကကွာတယ်ဘာလို့ channel version တွေအကုန်လုံး ATTRS ဆိုပြီးသုံးပေမဲ့section မှာသူတို့ attribute သုံးတဲ့ပုံစံ design တွေကပြောင်းသွားတယ်ပေါ့နော်အခုကsection တော့ကတော့ invisible ဆိုပြီးပြန်ဒါရဲ့တန်းခေါ်လို့ရတယ် invisible သူ့ကိုဘယ်လိုဖြစ်တဲ့အချိန်မှာသုံးကြုံလဲဆိုရင်ဒီ state ကတကယ်လို့ဒါconfirm နဲ့တိုင်း state ကဒါ confirm နဲ့ညီနေရဆိုရင်ဒီ button ကြီးကိုဖြောက်မယ် okay ပြီးရင်နောက်ထပ် button တစ်ခုပြီးမှပဲထည့်လိုက်တော့နော်ဟုတ်ပြီဆိုရင်ဒီမှာ refresh ပြန်နှိပ်လိုက်မယ်ဒီမှာ state က confirm ဖြစ်နေလို့သူ့မမြင်ရတော့ဒါပေမဲ့ drive ဖြစ်တဲ့အဆောင်တွေဒီဟာဒါဆောက်ပြီးဒါဆိုရင် drive ဖြစ်တဲ့အဆောင်တွေကတော့မြင်ရတယ်သူ့နှိပ်လိုက်ပြီဆိုတော့ okay state က confirm ဖြစ်သွားပြီသူကပျောက်သွားပြီဟုတ်ပြီအဲ့ဒါတစ်ခုနောက်တစ်ခုကပါဆို cancel ထည့်မယ်cancel ကတော့ဘယ်လိုချိန်နေမှာပဲပေါ်မှာလဲဆိုတော့နောက်ထပ်ဒါမျိုးတစ်ခုထပ်ပြီးဆောက်လိုက်မယ်တူလုံးမယ် action cancel ဆိုပြီးနှိပ်လိုက်တာနဲ့ self.state ဆိုပြီး cancel assign ချခြင်းမယ်
okay cancel ဆိုပြီးတောင်းဝင်မယ်ဒါပေမဲ့ cancel button ကဒါကသူက danger test danger cancel button ကဘယ်အချိန်မှာပေါ်မှာ draft မှာလည်းမပေါ် confirm ဖြစ်တဲ့အချိန်မှာပဲသူကပေါ်ကြတာဒါကတော့ invisible ဖြစ်မှာ confirm ဖြစ်မှာပဲသူကပေါ်ကြတာဖြစ်တဲ့အတွက်အကယ်လို့သူက confirm နဲ့တာမညီဘူးဆိုရင်သူ့ကိုပေးမမြင်ဘူး okay ဒီလိုချင်းနေ refresh လုပ်လိုက်မယ်ဒါဆိုရင် confirm state မှာ cancel ကိုမြင်ရတယ်အခြားနေရာနေတွားကြည့်ပြီဆိုရင်မမြင်ရသေးဘူး confirm နှိပ်လိုက်ပြီဆိုရင် cancel ကိုမြင်ရတယ် okay အဲ့လိုဆိုတော့ဒီမှာ cancel နှိပ်လိုက်ပြီဆိုရင်ဒီမှာဆို cancel နှိပ်လိုက်ပြီဆိုရင် confirm ရပြန်ပေါ်နေရမှန်ဆိုရင် cancel နှိပ်လိုက်ပြီဆိုရင် confirm ပေါ်စရာမရှိတော့ဘူးပေါ့နော်လုံးဝပျောက်ရတော့မှာအဲ့မဲ့သူက confirm ပေါ်နေအဲ့ကြောင့် confirm ကဆောနာဘယ်အချိန်မှာပဲပေါ်မလဲဆို confirm draft ဖြစ်နေတဲ့အချိန်မှာပဲသူကပေါ်တင်တယ်ပေါ့နော် draft လုံး only ဖြစ်တဲ့အချိန်မှာပေါ်တင်တယ်အဲ့လိုဆိုရင်အခုလိုပြန်ပြပြောင်းလိုက်ပြီဆိုရင် okay confirm လည်းမမြင်ရတော့ဒါပေမဲ့ draft ဆောင်တဲ့အချက် draft မှာဆိုရင်တော့ confirm ကိုမြင်ရတယ် confirm နှိပ်လိုက်ရင် confirm state ကိုရောက်သွားတယ် cancel ကိုမြင်ရတယ် okay cancel နှိပ်လိုက်ပြီဆိုရင်တော့လုံးဝ cancel ချလိုက်ပြီသူ့လုံးဝမမြင်ရတော့ဒီနေရာမှာနောက်တစ်ခုကပါရှိရမလဲဆိုရင်ဆောနာလို့ဒါတွေ create တဲ့ဟာတွေက draft ရှင်နေမှာ create တင်တာပေါ့နော်ကိုက confirm button နှိပ်လိုက်ပြီ confirm နှိပ်ပြီးရဲ့အချိန်တွေမျိုးမှာ cancel ဖြစ်သွားတဲ့အချိန်တွေမှာဒါတွေပေးပြီးပြောင်းမယ် changes တွေမလုပ်တင်လုပ်ချင်နေဆိုရင် state ပေါ်မူတည်ပြီးတော့ read only ထားတာအဲ့မျိုးဘယ်လိုရေးရမလဲဆိုရင်ဒီမှာဆိုရင် name ဆိုရင် read only ပဲတန်းခေါ်လိုက်အောင်မယ် read only equal တော့ပဲအချိန်ဒီမှာ read only ပေးမှလဲဆိုရင် state ကဒါ confirm state ကဒါတော့ draft နဲ့မညီဘူးဆိုရင် read only ပေးလိုက်တော့ဆိုပြီးထားလိုက်တာဟုတ်ပြီဒါဆိုရင် record တစ်ခုစောက်ပြမယ် testing okay ဒါစောက်လိုက်ပြီဒီချိန်မှာသူ change လုပ်ဒီချိန်မှာသူ့ကို change လုပ်လို့ရတယ်ပြင်လို့ရသေးတယ် okay စိတ်ဒါပေမဲ့ confirm နှိပ်လိုက်ပြီဆိုရင်တော့confirm နှိပ်လိုက် draft state ကဒါ draft မဟုတ်ရင် read only state က DIFT draft နဲ့မညီရင် read only IATO နဲ့လို့ okay တကယ်ဆိုရင်ဒီမှာဒီမှာသူက read only ဖြစ်ရမှာဒါပေမဲ့ဖြစ်သွားပြီ sorry ဖြစ်သွားပြီဒီမှာ draft နဲ့မညီရင် read only cancel ချလိုက်တယ် okay သူက read only ပဲဒါပေမဲ့သူက draft state မှာဆိုရင်တော့သူစိတ်ကြိုက်change လုပ်လို့ရတယ်အဲ့ဒါ read only ထားတာ read only ပဲထားတာ invisible ပဲထားတာ require ထားတာပဲဖြစ်ဖြစ်fee အကုန်လုံး require ထားပဲ require ပဲထားတာပေါ့နော်ကြိုက်တဲ့ပုံစံနဲ့အခုလိုပုံစံတုံးလို့ရတယ်ပေါ့နော်အဲ့ဒါကaction တွေ button action တွေထည့်တာပြီးokay ဒီနေ့ဗီဒီယိုတော့ဒီလောက်ပဲနောက်နေ့ကြာရင်နောက်ထပ် schedule တွေ mail တွေနဲ့ပတ်သက်ပြီးတော့ထပ်ပြီးရှင်းပြပေးသွားအောင်မယ်အခုကဒီလောက်ပါပဲအားလုံးပဲကျေးဇူးပါ